မင်္ဂလာပါပရိသတ်ကြီးခင်ဗျာကျွန်တော်ရဲ့ Comment News by MT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ UFC 327ရဲ့အဆိုးဝါးဆုံးပွဲတစ်ခုကိုဝေဖန်သုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ် UFC 327ဆိုတာကမ္ဘာတဝန်းကကိုခန့်ပညာပေါင်းစုံအားကစားပရိသတ်တွေအလွန်အမင်းမျောလင့်ဆောင်စားခဲ့ကြတဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ main card မှာပါဝင်လာတဲ့ Johnny Walker နဲ့ Dominic Reyes တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုဟာပရိသတ်တွေတော့အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တစ်ခုလို့ထင်မှတ်ထားကြတာပါပရိသတ်တွေကဒီနှစ်ယောက်စလုံးရဲ့ကစားဟန်ကိုကြည့်ပြီးတယောက်ယောက်တော့အလဲထိုးခံရမယ်ဒါမှမဟုတ်အနည်းဆုံးတော့ကြမ်းတမ်းတဲ့တိုက်ခိုက်မှုတွေကိုမြင်တွေ့ရမယ်လို့ယုံကြည်ထားခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက်စလုံးဟာအလဲထိုးနိုင်စွမ်းမြင်မာတူရဖြစ်တယ်လို့တခါတရံမှာလဲခန်းစစ်ပိုင်းအားနည်းမှုကြောင့်အလဲထိုးခံရတတ်တဲ့မာဂုံပိုင်းဆိုင်ရာအားနည်းချက်တွေရှိနေတဲ့အတွက်တယောက်မဟုတ်တယောက်ကတော့မြေပြင်ပေါ်မှာလဲကျသွားလိမ့်မယ်လို့တွေးထင်ခဲ့ကြတာမစမ်းပါဘူး။ဥပမာ Johnny Walker ဆိုရင်သူ့ရဲ့ခန္ဓာကိုယ်အချိုးစားနဲ့အရာအမောင်ကြီးကကြောက်စရာကြီးပါအသက်34နှစ်ရှိပြီဖြစ်ပြီးအရာက6ပေ5လက်မအထိကိုရှည်ပါတယ်သူ့ရဲ့ဦးကြောင်ကြောင်နိုင်လာခဲ့မျက်နှာပေးတွေနဲ့အတူတခါတည်းရန်ပြသတတ်တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကအထင်ကြီးလောက်စရာပါဒါပေမဲ့လည်းပါဝါကြီးတဲ့ပြိုင်ဘက်တွေနဲ့တွေ့တဲ့အခါအထိုးခံရရင်နောက်တောင်းကျတတ်တာကရုပ်ပြက်ဆင်းပြတ်ပါပဲထို့ကြောင့် Johnny Walker Glassjaw မြေရိုးပိုင်ရှင်ဆိုပြီးကျွမ်းကျင်သူတွေကဝေဖန်တုံးတက်ထားတာတွေရှိပါတယ်ထို့အတူ Dominic Reyes ဟာဆိုရင်လေတချင်က John Jones တို့လို legendary fighter တွေနဲ့သူတပြန်ကိုတပြန်အသေးအကျေနွဲလာခဲ့ပြီးမြဲနောက်ပိုင်းသူ့ရဲ့မာကုံပျော်ညံ့မှုတွေကြောင့်အလဲထိုးနဲ့ရှုံးပွဲတွေဆက်နေခဲ့တာပါထို့ကြောင့်ပရိသတ်တွေကဒီပွဲဟာအလဲထိုးပွဲတစ်ပွဲထက်လိမ့်မယ်လို့သုံးသပ်ခဲ့ကြပြီးမြဲတကယ်တမ်းအောက်တကုန်းလောင်ဝင်ထဲမှာဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကတော့ပရိသတ်တွေရဲ့မျောလင့်ချက်ကိုရေစုံမျောစေခဲ့တယ်လို့ UFC သမိုင်းတလောင်ရှောင်းမှာအဆိုးရွားဆုံးပွဲစဉ်စရင်ထဲကိုတောင်ထဲသွင်းရမယ့်အခြေအနေကိုဆက်ရောက်သွားခဲ့ပါတယ်ပွဲစားတင်ချိန်ကတည်းက fighter နေဦးစလုံးဟာအပြန်လွန်ထိုးတတ်ဖို့တဲ့တစ်ဖက်လူရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေပြီး feign လက်တီအယောင်ပြချေကန့်ချက်တွေနဲ့အချင်းကုန်နေခဲ့တာကိုတွေ့ရပါတယ်ပရိသတ်တွေကပထမအချီမှာတင်အားပါတဲ့လက်တီချက်တွေနဲ့ကန်ချက်တွေကိုမြင်တွေ့ချင်ခဲ့တာဖြစ်ပေမဲ့ Walker ရော Reyes ပါတဦးကိုတဦးထီတွေ့ကိုတောင်ကြောက်ရွံ့နေသလိုမျိုးလှုပ်ရှားမှုတွေကိုသာပြုလုပ်နေခဲ့ကြပါတယ်ဒီပွဲစဉ်ရဲ့အဓိကပြဿနာကတော့ fighter နှစ်ဦးစလုံးဟာအရေးစွန့်ပြီးတိုက်စစ်ဆင်ဖို့ကိုလုံးဝငင်းဆန်နေခဲ့ကြတာပဲဖြစ်ပါတယ်သူတို့ရဲ့လှုပ်ရှားမှုတွေဟာအစင်းမင်ပွဲစဉ်တစ်ခုထက်လေ့ကျင့်ရေးကွင်းထဲမှာအပျော်တမ်း sparring ဆော့နေတယ်လို့မျိုးခန်းစားချက်ကိုပေးစွမ်းနေခဲ့ပါတယ်Reyes ဟာ Walker ရဲ့ထူးခြားဆန်းပြတွေတိုက်ခိုက်မှုတွေကိုကြောက်ရွံ့နေပုံရသလို Walker ကလည်း Reyes ရဲ့တန်းပြန်လက်သီးတွေကိုစိုးရိမ်နေခဲ့တာကြောင့်နှစ်ယောက်စလုံးဟာအကွာအဝေးတစ်ခုကနေရောင်ပြလှုပ်ရှားမှုတွေနဲ့တင်အချိန်တွေကိုတတ်နေခဲ့ကြပါတယ်ပွဲကစားချိန်9မိနစ်ကျော်လာတဲ့အထိထိရောက်ကတိုက်ခိုက်မှုတစ်ခုမှထွန်းပေါ်မလာတဲ့အခါမှာတော့လောင်ဝင်ပေးကပရိသတ်တွေဟာစိတ်မရှိတော့ပဲဝိုင်းဝိုင်းပြီးဘူးလို့အော်ဟစ်လောင်ပြောင်းလာကြပါတော့တယ်ဒါဟာ UFC လိုမျိုးကမ္ဘာအဆင့်မီစစ်နီခက်မှာကစားသမားတွေအတွက်အင်မတန်အရှက်ရစရာကောင်းတဲ့အခြေအနေတစ်ခုပါပဲပုံမှန်အားဖြင့်တော့ Walker ဆိုတာပောက်ကွဲအားကောင်းတဲ့ကစားသမားတစ်ခုဖြစ်ပေမဲ့ဒီပွဲမှာတော့သူဟာလုံးဝကိုပျောက်ပြောင်းလွတ်နေခဲ့ပြီးထိုးသက်ခြင်းစိတ်မရှိသလိုထင်နေခဲ့ပါတယ် Reyes ရဲ့အခြေအနေကလည်းထူးမခြားနာပါပဲအရင်ကသူပြသခဲ့တဲ့ရဲရင်နဲ့တိုက်ခိုက်မှုတွေဟာပျောက်ဆုံးနေပြီးလောင်အင်ပတ်ပတ်လေကိုပြေးလွှားနေတာနဲ့တင်ပွဲကပြီးဆုံးလူနေပါဖြစ်လာခဲ့ပါတယ်အားကစားမီဒီယာတွေကတော့ဒီပွဲကို New Worst Fight of the Year လို့ပြင်းပြင်းထန်ထန်ဝေဖန်နေကြပြီဖြစ်ပါတယ်တနစ်တာရဲ့အဆိုးရွားဆုံးပွဲစဉ်စုကိုတောင်ပေးရမလောက်အောင်ကိုဒီပွဲဟာအနစ်တာရကင်းမဲ့ခဲ့တာပါ Fighter နှစ်ဦးစလုံးကတယောက်ယောက်က KO နဲ့ရှုံးလီနဲ့လို့အားလုံးကယူဆခဲ့ပေမဲ့လက်တွေမှာတော့ဘယ်သူကမှတန်ရာရအောင်တောင်မထိုးနိုင်ခဲ့ကြပါဘူးမာကုံမရှိဘူးလို့လူပြိုညတဲ့ Fighter တွေထစ်တာကြောင့်သူတို့နှစ်ဦးဟာခန်းစစ်ကိုပဲအလုံးအမင်းအာယုံစိုက်နေခဲ့ကြပြီးတိုက်စစ်ကိုတော့လုံးဝမေးလျော်ထားခဲ့ကြပါတယ်MMA ပရိသတ်တွေဟာသူတို့ရဲ့အချိန်တွေနဲ့ငွေကြေးတွေကိုအသုံးပြုပြီးဒီပွဲကိုကြည့်ရှုခဲ့ကြတာဖြစ်ပြီးမြဲရရှိလာတဲ့ရလက်ကတော့ပြင်းရည်စရာကောင်းတဲ့လှုပ်ရှားမှုတွေပဲထင်နေပါတယ်ဒီပွဲပြီးဆုံးသွားတဲ့အခါမှာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းဝေဖန်မှုတွေကတဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်အချို့ကလည်းဒါဟာ UFC သမိုင်းမှာအပြင်းဆုံးပွဲဖြစ်တယ်လို့ဆိုကြသလိုအချို့ကလည်း Walker နဲ့ Reyes တို့ကိုနောက်ထပ်ပွဲစဉ်တွေပေးဖို့တောင်မသင့်တော့ဘူးလို့ပြင်းပြင်းထန်ထန်မှတ်ချက်ပေးနေကြပါတယ်။ Fighter ရဲ့တာဝန်ဟာပွဲကိုအနိုင်ရဖို့တင်မကပဲကြည့်ရှုသူတွေကိုဖျော်ဖြေမှုပေးနိုင်ဖို့လည်းဖြစ်ပါတယ်။ ဒါပေမဲ့ Walker vs Reyes ပွဲမှာတော့အဲ့ဒီအချက်တွေအားလုံးပျောက်ဆုံးနေခဲ့ပါတယ်။
သူတို့ရဲ့ sparring ကစားသလိုပုံစံမျိုးဟာလေ့ကျင့်ရေးကွင်းမှာဒါရှိတဲ့အရာဖြစ်ပြီးကမ္ဘာအဆင့်ပွဲစဉ်တစ်ခုမှာတော့ဒီလိုမျိုးမဖြစ်သင့်ဘူးလို့ပညာရှင်တွေကထောက်ပြနေကြပါတယ်ပရိသတ်တွေရဲ့လောင်ပြောင်းတန်တွေဟာတပွဲလုံးမှာလွှဲမိုးနေခဲ့ပြီးဒါဟာ fighter တွေအတွက်တကယ်ကိုအရှိရစရာတတိပေးချက်တစ်ခုဖြစ်ခဲ့ရပါတယ်ဒါကြောင့်ပဲဒီပွဲဟာကမ္ဘာအဆင့်ကြီးအားကစားပွဲစဉ်တစ်ခုဖြစ်ရမယ့်အစားကမ္ဘာအဆိုးဆုံးပွဲစဉ်တစ်ခုဖြစ်သွားခဲ့ရတာဖြစ်ပါတယ်ပရိသတ်တွေရဲ့လောင်ပြောင်းတန်တွေဟာလောင်ရင်းထဲမှာတဲ့အဆုံးသတ်မသွားပဲ online ပေါ်မှာပါဆက်လက်ပြန်နေပြီး Walker Reyes တို့တော့ဒါဟာသူတို့ရဲ့ကစားသမားဘဝမှာအနက်မောင်ဆုံးနေ့တစ်နေ့ထင်းနေမှာအမှန်ပါပဲမီဒီယာရဲ့ဝေဖန်မှုကလည်းရပ်တန့်သွားမှာမဟုတ်ပဲဒီနေ့ရဲ့အဆိုးရွားဆုံးအခိုက်အတန့်တွေထဲမှာဒီပွဲကအမြင့်တမ်းပါဝင်နေတော့မှဖြစ်ပါတယ်